မတလုံးစားဟာဒီလိုကိုလေးနှိမ့်လိုက်တာနဲ့သူကဒီတကားပွင့်သွားနားလေကြတာသမီးတို့ရေနားလေပါတယ်အခုဆိုရင်လည်းတို့ဒီဘောနော်ပေကျင်းရဲ့ Auto Show 2026မှာ Neo Car Showroom ကိုရောက်လာပြီ Neo ကိုရောက်ပြီ Neo ကိုရောက်ပြီအဲ့တော့လည်းဆိုတာ Neo အရင်စိတ်ဝင်စားတာမြန်မာနိုင်ငံမှာတွေကမောင်းတင်လာတာ Neo ဆိုရင်ကြည့်မယ်ဆိုပြီးတော့ကိုကြည့်ချင်တဲ့ကားလည်းရှိရယ်အဲ့တော့ဒီနေ့ကိုစီတူအောင်လည်းပါတယ်ဆိုတော့အတော်ပဲတစ်ခါတည်းပေါ့နော်ကားအကြောင်းတွေပါအကုန်လုံးကိုစီတူကလည်းတို့လည်းရှင်းပြရနေပေါ့နော် ပရိသတ်တွေလည်း sharing ကျွန်တော်ခါရအောင်အကုန်လုံးလည်း sharing လုပ်ပေးမယ်ပေါ့အခုကျွန်တော်တို့ပြမဲ့ဒီကားတွေရဲ့အထက်မှာတကယ်ကျွန်တော်မြန်မာပြည်ကိုကျွန်တော်တို့တင်သွင်းစေခြင်းတဲ့ကားကိုကျွန်တော် highlight ပြသွားပါမယ်ဒီမှာပြနေတဲ့ကားတွေကတော့အများကြီးပဲအဲ့ဒီမှာကျွန်တော်မြန်မာပြည်ကိုပဲတင်သွင်းစေခြင်းတဲ့ကားမြန်မာပြည်နဲ့လည်းကိုက်ညီတဲ့ကားကိုကျွန်တော်တို့ကhighlight လုပ်ပြီးပြသွားပါမယ်ခင်ဗျလိုက်ကြည့်ပြပါဦးဒီလို GT5T ရဲ့အကြောင်းဒီဝါကနေပြပြမယ်အခုကျွန်တော်ကတော့ဟာဒါကားကိုပဲကြီးသက်တာပေါ့နော်ကားရဲ့ဒီဇိုင်းတွေဖွဲ့စည်းပုံကျသူကကြတော့ပို့ပြီးတော့နားလေတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ CRI Master ပါဒီနေ့လေးပြီးတော့ရှင်းပြပေးပါဦး Master တော့မဟုတ်ပါဘူးဟိုရင်ကျွန်တော်ဒီရှင်းမှာမြင်ပေးရတဲ့ကားဆိုလို့ရှိရင် Neo ရဲ့ GT5 ဆိုတဲ့ကားဖြစ်တယ်ဒီ Neo လို့ပြောလိုက်တာနဲ့သူက bit quality တွေကောင်းတယ် technology တွေအရင်ကောင်းတယ်သူက smart ဖြစ်မယ်လို့ရှိရင်အထူးသဖြင့်ကတော့ဒီ ED5 to ED5C လို့ကကြတော့ကွာလူငယ်ဆန်တယ်လူငယ်ဆန်တဲ့အထူးသဖြင့်မနန်းစုတို့မချူလေးတို့နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ကြိုက်တယ်ကဲမောင်းသွားမယ်ဆိုလောက share ပဲဒါချူလေးကကိုယ်တိုင်မောင်းတာဆိုအဆင်ပြေရနော်ကားကိုသိရင်သိမကြိုက်သိရင်မကြိုက်ဘူးဘာလို့ဟိုထက်ဒါပေမဲ့ဒီကားကလေကျွန်တော်လည်းခုနသေချာကြည့်သွားပြီခင်ဗျာကားအကြီးတွေနဲ့ရှင်ကြီးရထားလို့ဒါသေးတယ်လို့ထင်ရတာသူရဲ့ segment ထဲမှာကြီးတယ်မှာအဲ့ဆိုအထဲဝင်ကြည့်ရင်တော့သိရမှာပေါ့နော်သိရမယ်ဟာဟဲ့ကားသေးပေမဲ့ကားသေးပေမဲ့နော် तू ကထည့်လို့ရတယ်နော်ဟုတ်အများကြီးဆက်နေနောက်ထဲမှာဆက်နေ luggage 3လုံးလောက်ကစားနေနော်အကြီးတစ်လုံးအသေးနှလုံးလေအဲ့လိုဟောကိုရှင်ကမိုက်တယ်ကျဲ तू ကမှန်လဲကြိုက်တယ်အယောင်လေးပေါ့နော်သူ့ရဲ့အယောင်လေးကလုံးဝကြီးဥပြာယောင်လေးနဲ့လုံးဝဘိုးဆန်ဆန်လေးပဲပြီးတော့သူကရှမ်ဝိုင်းနဲ့ leather နဲ့ပေါ့နော်ရောထားဆိုတော့လုံးဝ style ရော fashion ရောအရင်မိုက်တယ်အခုကျွန်တော်တို့အခုပြမဲ့ကားကတော့အားလုံးမြန်မာနိုင်ငံကိုအရန်အတင်သွင်းစေအရန်လာသေးချင်တာအရန်လာသေးချင်ပါတယ်ဒီကတော့ ES8 ဖြစ်ပါတယ် ES8 ကဘယ်လောက်ကောင်းလဲဆိုခဏနေတော့ကျွန်တော်လုတ်တက်တဲ့လုတ်ကွက်လေးတစ်ခုပြလုတ်ကွက်ပြဟာဒီ logo လေးနှိမ့်လိုက်တာနဲ့သူကဒီတကားပွင့်သွားဒီမှာပြီးလို့ရှိရင်ဒီမှာ luggage ရှည်လည်းထည့်ပေးလို့ရတယ်ဒီမှာနိုင်ငံတော့အရန်တက်တော့ပါတယ်အဲ့တော့အထဲရဲ့ technology ဘိုင်းကကြတော့ကားရဲ့အကြောင်းကိုစီသူအားပဲဆက်ပြီးရှင်းပြပါဦးကျွန်တော်တို့ကနားမလည်ဘူးလေဒီသားစုစီလို့ရတဲ့ကားဖြစ်တယ်6ယောက်စီလို့ရတယ်ခုံ3တန်းဖြစ်တယ်အဲ့တော့အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံလူရတယ်ခုံ3တန်းကအရန်ကြိုက်တယ်အရန်ကြိုက်တယ်အုပ်နဲ့စီးရလူအုပ်ကြိုက်တယ်သိတယ်ကြိုက်တာလဲဆိုတော့မိသားစုနဲ့လည်းစီးလို့ရတယ်ပြီးတော့ student တွေပါတယ် right ပြီးကြရင်သူက makeup artist တွေပါတယ် stylist တွေပါတယ် assistant တွေပါတယ် stylist တွေပါတယ်ဆိုတော့လူများများစီးမှစမ်းမအဆင်ပြေပါဟုတ်အကုန်လုံးပေါ်သွားတာဟုတ်တယ်အဲမှာအဓိကကတော့လေသူ sound system တွေတော်တော်ကောင်းတယ်ခုနလိုမျိုးပေါ့နော်ဘာလို့ဟိုခီးများသွားတဲ့လူတွေအတွက်ဆိုလို့ရှိရင်ကားထဲမှာတချင်းနားထောင်တာပဲဖြစ်ရုပ်ရှင်ကြည့်တာပဲဖြစ်ကြရင်တော်တော်လေးအဆင်ပြေတယ်ပြီးလို့ရှိရင်ဒီကောင်အထဲမှာအထူးသဖြင့် AI assistant လေးတွေကကားတိုင်းမှာပါတယ်စီးထည့်ရလဲအရန်ဆန်တယ်သူ့ရဲ့အယောင်ကာလာသူ့အယောင်ရွေးချယ်တတ်တယ်နော်ဒါဆိုဘလို့ကာလာတော့ခေါ်လဲမသိမယန်းသီးမဲ့ဘလို့အယောင်မယန်းစီအယောင်အယောင်ဒီဘက်အကုန်လုံးဒါတွေကဟိုဟာတွေပဲနော် digital model တက်ရိုးအတွက်ပေါ့တက်ရိုးအတွက်ဒီဟာသုံးတဲ့ဟာသွားကြဟိုလက်တွေပိုင်းနဲ့အတင်းတွေဆွဲပြီးတော့ခုံတွေပိုင်းခောက်နေစရာမလိုလို့ manual မဟုတ်ဘူးအကုန်လုံးခေါင်းမင်းလိုက်တာနဲ့ခုံတွေက auto ခောက်သွားမှာဒီကောင်းနေဆိုရင်ဟိုလေကားသွားနေတဲ့အချက်လက်တွေကိုဒီမှာကြည့်လို့ရတယ် driver ကြီးပဲကြည့်လို့ရတာမဟုတ်ဘူးညာကိုကပါကြည့်လို့ရအဲ့တော့ဗျာဟိုဘယ်လိုမျိုးလဲဆိုတော့ကားကို high speed တွေပါမောင်းနေတယ်ဆိုကိုကသိတယ်သိတယ်မိုက်တယ်ဟုတ်တယ်ခိုင်ကြရင်ဗျာ driver ဆောက်ရမ်းမောင်းနေတာမိုက်တယ်အဲ့တော့ငါတို့ကဘာလဲဆိုအပူအေးရရယ် master ရှယ်ရရယ်ဆိုတော့ spa ထဲရောက်သွားပြီခုနောက်ပြီးတော့ဒီကားတွေမှာအချက်အားသာကြတယ်လို့ရှိတာကျွန်တော်တို့ပုံမှန် seat massage ပါတာဆိုလို့ရှိရင်ကြောပဲပါတယ်ဒီကောင်အောက်ကတင်မနေရမှာပါ seat massage အတွက်ဟိုပါပါတယ်ဟုတ်တယ်
ပန်နာသူတို့ထိုင်နေတဲ့ကားကဒါ Ongo ရဲ့ L90 ကို L90 ဆိုတာဒါ Ongo မှာဆိုရင်ဒါ SUV ပဲဒီကား size ကအကြီးဆုံးပဲဒီကားကအဓိကသူတို့ကbattery swap technology ကလည်းနောက်ကြခင်ဆိုရင်သုံးလို့ရတော့မယ်အဓိကတော့ဒီထိုင်နေနေအောင်သူကဒီနေရာကိုကျွန်တော်မြင်ဦးသမျှEV တွေထဲမှာဆိုလို့ရှိရင်ဒီလောက်အခြေသုံးပဲ တော့အထဲအတွင်းကန်းလေးတွေလည်းကျွန်တော်ပြလိုက်ပါမယ်နော် ဒီကားလေးဆိုလေ Firefly ထဲမှာတော်တော်ချစ်ဖို့ကောင်းတယ်ပေါ့နော်သူ့ရဲ့မျက်လုံးလေးတွေကလေဟိုမျက်လုံးပြူးပြူးလေးသုံးလုံးနဲ့ဆိုတာလေငါးပြန်လေးလိုမျိုးပဲငါးပြန်လေးနဲ့တူတယ်ဒီကနေ့ထွက်လို့ရပြီနောက်မှာပစ္စည်းလေးတွေတင် ဒီနားလေးမှာတန့်လေးတစ်ခုထိုးလိုက်တယ် နော်အေး အဲ့လိုမျိုးတန့်လေးတစ်ခုထိုးပြီးတော့ ငါတို့နှစ်ယောက်ဟဲ့ music video ရိုက်လို့ရှိရင်လေဒီနောက်လေးမှာ light scene ရမ်းလှမှာပဲနော်ရိုက်ကိုရေးမတ်လဆာအဲ အခုကျွန်တော်တို့နော် Neo ရဲ့အောက်မှာရှိတဲ့ Onvo L60 အကြောင်းလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်ဒီကားကိုကျွန်တော်ခုနကတော့ဒီကအင်္ဂလိပ်လိုပြောတတ်တဲ့ဒုတိယကျွန်တော်ရှင်းပြတာပေါ့နော်ဒီကားဆိုရှင်ကီလိုမီတာ900ထိသွားလို့ရပါတယ်ခင်ဗျကီလိုမီတာ900ကလည်းဒါတော့ငါမဟုတ်ရင်လည်းကီလိုမီတာ900သွားလို့ရတဲ့ကားဒါပေမဲ့ကျွန်တော်တို့က depend on battery ပေါ့နော် battery ကိုလဲတဲ့အခါမှာ3မိနစ်ပဲကြာတဲ့ battery switch charger ပါပါတယ်เนาะ switch လုပ်လို့ရတယ် battery system เนาะ system ပါပါတယ်เนาะဒီမှာ aircon system heater system ထိုင်ကိုနောက်မီရောအောက်ထဲနဲ့ပါပါတယ်เนาะအဲ့တော့ဒီဟာကုန်ပါတယ်ဒီကားမှာထူးခြားချက်ပေါ့เนาะ radar နဲ့မောင်းလို့ရတယ် radar နဲ့မောင်းလို့ရတဲ့ system ဟိုမှာဒါပေါ့ဒါ radar system ပါတယ်နောက်ပြီးလို့ရှိရင်เนาะဒီလိုစက်ပိတ်နေပါတင်ရင်တော့ကိုယ့်ဘက်နဲ့ကိုဝယ်ပြီးတင်ရမှာပေါ့เนาะဒါကတော့ဒါမပါဘူးဆရာဒီကားကိုမြင်တော့လေမြန်မာနိုင်ငံမှာဝယ်ရမယ့်သူတယောက်ပြင်းမြင်တယ်ဆရာ ဘယ်လိုလဲ ကိုရာဇာနေဝင်းလေ ဒါသာနေဝဲတော့သူ့ရဲ့စပိန်တယ်သွားလို့ရပြီ ဒီမှာထူးခြားဆုံးဟာဒါဘာလို့ကင်ထားလဲဆိုတော့ကျွန်တော်မလေးမစားလောက်တာမဟုတ်ဘူးเนาะဒီကားထဲမှာရေခဲချောင်းတို့ကူးပေါက်ပါတယ်ကူးပေါက်ပါတာဒီမှာကူးပေါက်ပါတယ်အားနဲ့ကြိုက်တာစားလို့ရပါတယ်เนาะကျွန်တော်တို့ဒါလည်းယူစားနေကြတာအဲ့ဒီကျွန်တော်ညှိုက်တယ်ဘာလို့ကျွန်တော်ပွားနေရမှာကျွန်တော်ရေခဲပုံကြီးပယ်ပြီးတော့စားကြရတယ်အများကြီးတော့ ချင်းနဲ့အသေးရဆရာအရင်စားအသေးလေးအများကြီးဝယ်ပြီးတော့အများကြီးစားရတယ်အဲ့တော့ဒီကားလေးကကျွန်တော်မြန်မာပြည်တော့လည်းအရင်တစ်တော်တဲ့ကားလေးပါအားလုံးကျေးဇူးတင်ပါတယ်နားလည်ကြလားသမီးတို့ရေ နားလဲပါတယ်ကျွန်တော်ပါလာတဲ့နီလီနဲ့စီစီတဲ့ဒါ BB ပါဒါနီလီစီစီ BB တို့အခုပဲရှင်းပြလိုက်တာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားကအဓိကပြောမယ်ဆိုတော့ Rovi ပေါ့နော် Rovi လို့ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာချိုးကြတော့ Rovi ကဘာကားမှမသိကြဘူးဟာအဲ့ဘယ်ကားတွေလို့လာပြီးတော့ရောင်းနေရတယ်ဆိုပြီးတော့ဖြစ်နိုင်တယ်ဒါပေမဲ့ Rovi ရဲ့သူ့ရဲ့မိရင်ကုန်ကြီးရှိတယ်အဲ့ဒါအကြောင်း SAIC Motor Corporation လို့ခေါ်တယ်တရုတ်နိုင်ငံအစိုးရကနေ investment အများကြီးပါတဲ့ကုမ္ပဏီအောက်ကနေထုတ်ထားတဲ့ brand ဆိုလိုချင်တာက brand ခိုင်မာမှုရှိတယ်ပြီးလို့ရှိရင် body အသားသားတွေဒါကြည့်အားကိုကြည့်တတ်မကြည့်တတ်တဲ့ဒါကိုကြည့်လိုက်တာနဲ့ဆရာတို့ဆိုရင်သိပါကြပါ body သားလေးတွေနည်းနည်းလေးထောက်ကြည့်လိုက်တာနဲ့ body သားတွေတော်တော်လေးကိုတောင်းတောင်းလေးရှိတာကိုတွေ့ရတယ်တေချာပေါက်တော့လူတွေရှိရမယ်အဲ့တော့တရုတ်နိုင်ငံမှာဆိုရင်လည်းဒီလိုပဲကား brand တွေက brand တွေကအများကြီးထုတ်တယ် model တွေကလည်းအများကြီးထွက်လာတယ်ထွက်လာတဲ့အချိန်မှာသူကတစ်ခုခင်ဗျားတဲ့ကောင်းနေမှာခေါင်းကဟုတ်လားမဟုတ်ဘယ်နဲ့သူတို့သူလေးတို့ဆရာတို့လည်းမြင်ပါပဲကား brand တွေအသိလောက်ရှိနေလေအများကြီးပဲအဲ့တော့ကျတော့တယောက်နဲ့တယောက်ကအကြံဆိုင်တွေလုပ်နေရမှာကဲအကြံဆိုင်တွေလို့ဟိုကကားကိုတစ်ခုခုနဲ့ customer တွေကိုမရောင်းနိုင်တော့ဘူးဆိုတော့ကြံခဲ့တော့အဲ့ကြောင့်လို့ဒီကားတွေမှာသူစပြီးတော့ခုနပြောရဲ wall rock condition ဒီကြောက်နေပါတယ်သူကစူးစမ်းပလိုက်အဲသူအဲ့လိုမျိုးကတစ်ချိန်လုံးသူကစူးစမ်းနေတာမှန်တယ်ပြောတော့ကားကတော့ဘင်းလေးလုံးရဲ့ CRN ရဲ့ battery ရဲ့ motor ရဲ့ဒါပဲပါဒါပေမဲ့ဖြတ်ပုံပြီးတော့သူကကောင်းလာအောင်ဖြည်းဖြည်းနဲ့ထိုးတက်လာအောင်လုပ်ရတယ်ဒါပေမဲ့ဈေးကိုလည်းတပြေးပုံပြီးတော့တက်တာလာအောင်လို့ရောင်းလာနော်အဲ့လိုအခြေအနေလေးရှိတယ်ဟုတ်ဒါနဲ့ဈေးနဲ့သက်တာပြီးတော့ကောင်းတဲ့ quality လေးရနိုင်တဲ့ကားလေးဖြစ်တယ်ဟုတ်ကဲ့ဒီတက်တာအောင်ထုတ်ထားတဲ့ကားဆိုပေမဲ့ဒီ leather တွေဒီမှာကျိုးကျုပ်တွေဒီအပေါ်က head plastic ဒီပေါ်တော့ head plastic ပေါ့နော်ဒါပေမဲ့ဟိုအရန်ဝဲတဲ့ head plastic တွေသုံးထားတာမဟုတ်ဘူးဆရာ CRN တွေဆိုလို့ရှိရင်လည်းသူ leather တွေသုံးပေးတာတယ်သုံးပေးထားတယ်မဟုတ်ဒါဗမာပြည်မှာဒီလောက်နဲ့တဲ့မှာကောင်းတာရနိုင်ပြီဆိုဒီလောက်ကကျွန်တော်အများကြီးသုံးလို့ရအောင်သူပေးထားတယ်သူကိုပေးရတဲ့ဈေးနှုန်းနဲ့သူပေးတဲ့ပြန်ပေးတဲ့ဟာတွေကရမ်းကိုတန်နေရပါ ဒါတော့ပါဆန်းတွေပါပါတော့ပါလေးလိုက်သေးတယ်ဟုတ်ဆန်းလူတွေဆန်းရှိတ်တွေအကုန်ပါတယ်ဒီမှာ wireless charger တွေဒါတွေလည်းပါသေးတယ်တစ်လုံးဟုတ်တစ်လုံးပေါ့နော် wireless charger တစ်လုံးပါဒီဟာတော်တော်အဆင်ပြေချူလေးအိမ်မှာစီးနေတဲ့ကားကြတော့လေသူကလေ wireless charger ဒီလိုပါတယ်ဗောကျွန်တော်ညဝင်လိုက်ပြီဟုတ်ပြီအဲ့ဒီကနေပြီးတော့ဒီအဲ့လိုတစ်လုံးဒီတနေရာပဲပါတော့လေဖုန်းမတင်လို့ရတယ်တခြားတင်လို့မရဘူးဒါကြောင့်တခြားပစ္စည်းဒါပြုတ်မကြဘူးဒီကကတ်နေရလေဟုတ်တယ်
တော်တော်အဆင်ပြေတယ် အဲ ဘာပြောကိုက2ယောက်စီးမှာပဲမှတ်လား 2ယောက်စီးမှာ2ယောက်ပဲကြောက် ကဲဒါအဆင်ပြေရနော် မိမ အကဲကြောင်ညာတကက်ဝင်ပါပြီနော်အဲ့ဒါလေးထည့်ပေးပါဦးအတင်မှာထည့်ပေးပါဦးထည့်ပေးကြပါဦး အဲ့လိုကျေးဇူးများတင်ပါဒီလိုရှိရင်ဒီဟွာလေ aircon temperature ကိုလည်းသူကဘယ်ရောညာရောနော်ဒီဘက်က passenger ကနေပြီးတော့လေလမ်းပြီးတော့ချိန်လိုက်လို့ရဒါကြရင်ဖြစ်တတ်တယ်ဗျာ driver ကနေပဲတစ်ချိန်လုံးလုံးနေရတဲ့ဟာမျိုးဆိုရင်သူကကားမောင်းနေကြဒီဘက်ထိုင်နေလို့အဝေးလမ်းလုံးနေရမှာသူကလုံးစရာမလိုဘူးကိုယ့်ဘက်နားလေးကနေပဲသူကတန်းပြီးတော့ချိန်လိုက်မယ်ဆိုရင် temperature တွေသူကချိန်လိုက်လို့ရတယ်နော် အရမ်းမိုက်တယ်မြန်မာနိုင်ငံအတွက်တော့အရမ်းမိုက်ပါသေးကြတယ် နော် အယောင် standard ရှိရ stand ဆန်းလေးအယောင်လေးကမိုက်တယ်ကဲဒါကတော့ Rowi ပါ Rowi D6 ထင်ရ ဘယ်မနေရဘူး အပြင်ကကား size နဲ့ဒီအနောက်ကကားကို space နဲ့ကတော်တော်လေးကွာတာကိုတွေ့ရတယ်ကားကို space ကအကျယ်ကြီးပဲအခုလှမ်းပြီးတော့နှိုက်မယ်ဆိုရင်ဟိုအစိုးကိုမမီဘူးဖြစ်တယ်တော်တော်နော်အဲ့ဒီအခြေအနေရှိတယ် မာအီသွားတဲ့ luggage အကြီး တဝက်လောက်ဝယ်တာ တော့လောက်ဝင်လို့ အရန်တော့တန်မဲ့ကားလေးတစ်ချိန်ဖြစ်နေ တယ်လေဗာလဲအော်ပေါ့ပေါ့ပါနဲ့တဲ့အဲ့လိုတစည်းလောက်လေးပေါ့နော်အိမ်ကကလေးတွေကိုအကြောင်းသွားပါသွား ဈေးသွား ဈေးသွားလောက်ဝင် ပါဝယ်ကြမယ် ဒါပါခရီးအရန်သွားတဲ့အခါမျိုးဆိုလို့ရှိရင်ပစ္စည်းတွေဟဲ့တင်မအောင်ထည့်မအောင်လို့ဆို ဟုတ်တယ် မဝယ်မယ်ဆိုအိမ်မှာပေါ့နော်တဲ့ဈေးသွားအကြောင်းသွားကဲပေါ့ပေါ့ပါသွားလို့ရတယ်ပြီးတော့မြို့ရဲတွေကားချက်တဲ့နေရာတွေဆိုလဲဟိုထိုးဒီထိုးဟိုဝင်ဒီဝင်အဲ့ဒါအဆင်ပြေ dream ကြီး ဈေးဝင်လို့ ဈေးလိုနေရာတကာထိုးလို့မရ ဟုတ်တယ် dream ကကြတော့ဟိုမြို့ရဲတွေပါဆိုနေရာတကာသွားလို့မရဘူးဆိုဒီလိုကားသေးလေးတွေဆိုတော့ပေါ့ပေါ့ပါတောင်းတရှိရပါတော့ En el tiempo, música nada más se casó.